မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးရတော့ကျွန်တော်တို့ဒီယူဆက်ခွန်အာရှဖလားဝင်ခွင့်ရထားတဲ့မြန်မာယူဆက်ခွန်မျိုးသားအသင်းရဲ့အကြောင်းပဲဖြစ်ပါတယ်မြန်မာယူဆက်ခွန်မျိုးသားအသင်းဟာလာမယ့်မတ်လ3ရက်နေ့နဲ့5ရက်နေ့တို့မှာအိန္ဒိယအသင်းနဲ့ရန်ကုန်မြို့တူဝနာအားကစားကွင်းမှာခြေစမ်းပွဲချန်ပီယံကစားဖို့ရှိပါတယ်ခင်ဗျာမြန်မာယူဆက်ခွန်အသင်းအနေနဲ့အိန္ဒိယအသင်းနဲ့ခြေစမ်းပွဲတွေချန်ပီယံပြီးလို့ရှိရင်အခုမတ်လထဲမှာပဲကာတာနိုင်ငံသို့တွားရောက်ခါခြေစမ်းပွဲတွေကစားပြီးတော့လေ့ကျင့်နေထိုင်မှာဖြစ်ပါတယ်။ယူဆက်ခွန်အာရှဖလားပွဲဟာဆော်ဒီအာရေဗျနိုင်ငံမှာကျင်းပမှာဖြစ်တာကြောင့်သူနဲ့ရာသီဥတုအနည်းဆုံးကိုက်ညီတဲ့ကာတာမှာတွားရောက်နေထိုင်လေ့ကျင့်တာဖြစ်ပါတယ်ခင်ဗျ။မြန်မာယူဆက်ခွန်မျိုးသားအသင်းအနေနဲ့အုပ်စုထဲမှာမြန်မာအင်ရှင်ဆော်ဒီအာရေဗျနဲ့ထိုင်းတာဂျီကစ္စတန်တို့နဲ့အတူကြောက်ရောက်နေတာဖြစ်ပါတယ်။မြန်မာယူဆက်ခွန်မျိုးသားအသင်းအနေနဲ့ယူဆက်ခွန်ကမ္ဘာဖလားပွဲကိုဝင်ရောက်ချန်ပီယံခွင့်ရဖို့ဆိုရင်တော့အုပ်စုအဆင့်ကနေတက်ဖို့လိုအပ်ပါတယ်ဒီပြိုင်ပွဲမှာအုပ်စုအဆင့်ကနေတက်ရုံနဲ့ကမ္ဘာဖလားကိုဝင်ရောက်ချန်ပီယံခွင့်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့မြန်မာမျိုးသားအသင်းအနေနဲ့အခွင့်အရေးတွေအများကြီးရှိနေပါတယ်ထိုင်းတာဂျီကစ္စတန်တို့ကိုအနိုင်ကစားမယ်ဆိုရင်တော့တေချာပေါက်ယူဆက်ခွန်ကမ္ဘာဖလားကိုမြန်မာယူဆက်ခွန်မျိုးသားအသင်းအနေနဲ့ဝင်ရောက်ချန်ပီယံခွင့်ရရှိမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဖော်ဝဲမြန်မာဖုတ်ဘော channel လေးကိုလည်း subscribe မလုပ်ရသေးရင်လုပ်ခဲ့ပေးပါအောင်ခင်ဗျာယခုဗီဒီယိုလေးကိုလည်းကြားနှင်းတက်တယ်ဆိုရင်တော့ share ခဲ့ပေးပါအောင်ခင်ဗျာ